အားလုံးပဲမင်္ဂလာပါရှင်ဝမ်းချုပ်တော့စိတ်ညစ်နေရပြီလားဝမ်းချုပ်တာဟာတကယ်ကိုမအီမသားနဲ့စိတ်ပြက်စရာကောင်းပါတယ်နော်ဒီနေ့မှာတော့အိမ်မာတင်အလွယ်တကူလိုက်မှာပြီးဝမ်းချုပ်တာကိုချက်ချင်းသက်သာစေမဲ့ထိရောက်တဲ့နီလန်းကောင်းတွေကိုပြောပြပေးသွားမှာပါတယ်ရှင်နံပါတ်1ရေတော့ပြည့်ဝအောင်နေထိုင်ပါဝမ်းမှန်စေဖို့အရေးကြီးဆုံးကရေပါပဲအဲ့ရထတာနဲ့ရေ3ခွက်ဆက်တိုက်တောက်ပေးတာဟာဦးတွေကိုချက်ချင်းလှုပ်ရှားစေလို့ဝမ်းသွားလွယ်စေပါတယ်ဒါအပြင်တစ်နေ့ကိုရေ8ခွက်မှ10ခွက်အထိတောက်တဲ့အလေးအကျင့်ကိုမွေးယူပါပိုကောင်းတဲ့နီလန်းကတော့မနက်အစာမစားခင်မှာရေနွေးတဲ့ကိုတံပူရာကြီးပြားရီလက်ဖရည်စွန်းတချောင်းနဲ့စားအနေငယ်ဖြိုထုတ်တာပဲဖြစ်ပါတယ်ရှင်နံပါတ်2အမြတ်တက်ပြေးဝသောအစားအစာများကိုရွေးချယ်ပါဝမ်းချုပ်တာကိုဖြည့်ရှင်းဖို့အတွက်အမြတ်တက်ကမရှိမဖြစ်ပါပဲနေ့စဉ်တင်ပေါ်သည့်မမတ်စားပါဒါအပြင်ပန်းသီးကိုလည်းကနစ်နှလုံးပုံမှန်စားသင့်ပါတယ်နော်ပဲသည်ဟင်းနှွင်းရက်လိုအစိမ်းရောင်ဟင်းသီးဟင်းရွက်တွေလိမ္မော်သည်တစ်တော်သည်မာလကာသည်ဦးနီတို့လိုအရည်ရွှေနဲ့တစ်သီးတွေကိုလည်းစားသင့်ပါတယ်နော်ဂုံလျော်စဲကတော့ဝမ်းချုပ်ခြင်းကိုတက်တာစေတဲ့အမြတ်တက်အရေးမြစ်ကခုပါပဲရှင်စွန်ပလွန်သီးနဲ့ပဲပင်ပေါက်စားတာတွေကိုလည်းစားပေးပါနော်နံပါတ်3အပူနဲ့လှုပ်ရှားမှုအစာအိမ်နဲ့ဦးမကြီးကိုလှုံ့ဆော်ပေးမဲ့နီးလန်းတွေလည်းရှိပါတယ်ရှင်ညအိယာပင်ခါနီးမှာနွားနုပူပူတောက်ပေးပါပိုပြီးထိရောက်ချင်ရင်တော့နွားနုပူပူထဲကိုထောပတ်လက်ဖက်ရည်စွန်းသူစွန်းခန့်ခတ်ပြီးတောက်ပေးပါမနေ့ကျရင်ဝမ်းကိုလျို့လျို့ယူယူတက်တာစေပါလိမ့်မယ်နော်နောက်တစ်ခုကတော့လေ့ကျင့်ခန်းလှုပ်ချင်မှာမနေ့စောစော15မိနစ်ခန့်လမ်းတက်ထွက်လျှောက်တာဟာဦးရီကိုလှုပ်ရှားစေလို့ဝမ်းသွားဖို့အထောက်အကူပြုပါတယ်နော်ကဲဒါဆိုရင်တော့ဝမ်းချုပ်ခြင်းကိုတက်တာစေမယ့်နီလန်းကောင်းတဲ့အထက်ကအရက်တာချက်တွေကိုတည်သွားပြီလို့ထင်ပါတယ်နော်ဒီနီလန်းတွေကိုပုံမှန်လိုက်နာမယ်ဆိုရင်ကျမ်းမာပြီးပေါ့ပါတဲ့ခံစားချက်ကိုရရှိစေမှာပါရှင်ခုလိုဗီဒီယိုကိုကြည့်ရှုတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုသိရှိဖို့ like and follow လုပ်ထားဖို့မမေ့ပါနဲ့နော်